လက်ကောင်းထွက်နေတယ်လက်ကောင်းထွက်နေတယ်လက်ကောင်းလေးအိုင်ကူအတူရတာပေါ့ရှွတ်နေရပဲဟုတ်မှာအမဟိုတော့ဒါလေးတွေကကြောက်ဒီမှာလေဒီမှာအနာသားပါတယ်တွေ့လားအနာချုပ်ထားပြီးသားအဲ့တော့ကျွန်တော်တို့ပစိုးတွေလိုဝတ်လို့ရတယ် My God အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘာလီရဲ့ဒုတိယနေ့ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့ကဒီကူတာမှာပဲ shopping ထွက်မှာဖြစ်ပါတယ်လိုအပ်တဲ့ surround တို့t-shirt ပေါ့ပါလေးတွေဝယ်မှာပေါ့နော်အောက်ပါ beach walk လားမသိဘူးအရင်ဆုံးတော့ငွေလဲဖို့အတွက်မန်နေချင်းကြားဈေးကောင်းနေစီကိုရှာပြီးတော့လာခဲ့ပါတယ်ကားတွေပိုင်းငှားရဆိုရင် online ကနေပဲခြေလိုက်မှာဆိုတော့one so the set Yeah. အမြင်ဟိုင်းပဲကောင်းနေရတာချာနောက်မှအိတ်လို့ဒီမဲ့တန်းစားကျင်သွားပြီဝမ်းထူနော်အဖြူပဲလောက်နေနေဘာလို့မလဲကြီးကောင်မဝိုင်းဒီဘက်ကယူစားတော့ဝိုင်းကံများစားဘာများစားတယ်ပေါ့မရမ်းတယ်ဘာပါမင်းရောတသိန်းကိုတောင်းကိုထောက်လာဟုတ်ပါဘူးเขาเป็นโอเคဆိုတော့အဲ့ဒါနှစ်သိန်းတသိန်းကိုတောင်းကိုထောက်နဲ့နိုင်အတွင်းနဲ့တိုက်လာဖရီဆိုတန်တာပေါ့မနိုင်နဲ့စတဲ့ကြီးမြစ်သမားဆိုအင်းစေးပဲဟွာပဲရှယ်ဝမ်းတောင်းကိုထောက်နဲ့ပူရတက်နေတော့တာရဝီးကတူပြတိပဲဆာမရောက်ယူရဲ့ဘလူးပဲဟိုငကားပဲငကားအနှစ်ငကားမပါဘူးနော်ငကားနဲ့သူတို့ကဗာနဲ့ယုံကြည်မှန်ဝင်းနဲ့အသေးလေးနဲ့ဒီမှာတိုင်းတယ်အနှစ်နဲ့အသေးလေးနဲ့စားတယ်သမွေးလိုက်မလို့ရဝတ်တာမနေ့စားပြီးတဲ့ချိန်မှာတော့ကျွန်တော်တို့ Beach Walk ဆိုတဲ့ shopping center ကိုရောက်လာတာဖြစ်ပါတယ်ဒီ shopping center ကတော့ကူတာကမ်းခြေရဲ့ဘေးမှာရှိတာဖြစ်ပါတယ်ပေါ့အစ်ထတာနဲ့တူမစိုးအကုန်လှတယ်အကုန်လှဆိုဝဲတင်တယ်အဲဒါလေးတော့ဓာကြီးမကြိုက်ကြထင်တယ်နော်ဒါမင်းသမီးလေဟုတ်လားဒါယူနီကွန်ခမဒါလေးညစ်ပတ်သွားမှာကိုရီကင်လို့ရှိရင်ဆရာလေးဟမ်သူတို့တွေကဒါလေးရှင်းပြီးဖောက်တော့တန်တက်တော့ blind box ပို့လားပြီးပါလားလို့ဖောက်တော့အမိုက်တွေပဲတော့ဘာအောင်ကြီးတော့မသိဘူးလေမျက်လုံးမိဟဲ့အဝိုင်းထင်ပါပဲအဝိုင်းရတော့မယ်ဒါပေမဲ့ကျွန်တော်ဆောက်ပြေးပါတယ်ဟိုဟာကျွန်တော်ဟာစိတ်တယ်အဝိုင်းကျွန်တော်လည်းဟိုဟာတိုက်တာလေတော့ဝါကြိုက်တယ်ကျွန်တော်တခြားပိုင်လည်းပြင်မယ်ခင်းရောင်လေးလည်းပန်းရောင်လေးလည်းရရဲအပြာလေးအပြာလေးကျွန်တော်အပြာလေးလို့ကျွန်တော်ပြောအပြာလေးဒါပေမဲ့အပြာလေးလာတယ်အဲ့သူ rainbow မလား color rainbow ခဲ color ကပ်ပါလို့လားမပါတယ်ကပ်ပါသေးလားလုံးမပြနေဟုတ်ပါတယ်
unicorn လား unicorn တော့ unicorn လား unicorn ဆရာလေး ဒီ shopping center ကတော့အားလုံးဈေးကြီးတာဖြစ်တဲ့အတွက်ဘာမှတော့မဝယ်ဖြစ်ပါဘူးအယုတ်ကလေးနှစ်ဝယ်ပြီးတော့ပဲပြန်ခဲ့ကြပါတယ်ဒါကတော့ကူတာ beach ပဲဖြစ်ပါတယ်ဒီ beach ကတော့ရေကူးတယ်ဆိုတာထက် selfie စီးလို့ရှိရင်အရန်ကိုကောင်းတဲ့ beach ဖြစ်ပါတယ်ဒါကြောင့်မလို့ selfie စီးတဲ့လူတွေဒီမှာအများကြီးရှိပါတယ်ရာသီဥတုကအရန်ပူတာမို့ shopping မထွက်ခင်အားဖြည့်တဲ့အနေနဲ့အေးလေးဝင်တောက်ကြပါသေးတယ် ခရီးစနာအိုလာဟာလီ ဒီနေရာကတော့ကိုရီးယားတွေ shopping နဲ့ပြည်ကြီးလို့တင်စားတဲ့ OLAP ပဲဖြစ်ပါတယ်ကျွန်တော်တို့လည်းအဓိကလိုအပ်တဲ့အရာတွေကိုဒီမှာပဲဝယ်မှာဖြစ်ပါတယ်ဒီကုန်တိုက်ကြီးထဲမှာတော့ဘာပဲလို့စုံလင်စွာအားလုံးရှိနေတာဖြစ်ပါတယ် မလှရနော်အဲ့လိုမျိုးလေးဝေးရမယ် ဘာလီရဲ့နာမည်ကြီးကိတ်မုံနဲ့လမုတ်တီလည်းစုံလင်စွာဒီတနေရာထဲမှာအားလုံးရရှိတာဖြစ်ပါတယ်ဘာလီရောက်ရင်တော့ဒီမုတ်တွေကိုမဝယ်မဖြစ်ဝယ်ကိုစားရမှာဖြစ်ပါတယ်မြန်မာနိုင်ငံနဲ့ခက်စင်စင်ဖြစ်တဲ့မြန်မာနိုင်ငံတဲ့ပို့ပြီးတော့အချိုပေါ့ပြီးအစိတ်နေတွေများတဲ့အတွက်တော်တော်လေးကိုစားကောင်းတဲ့မုတ်တွေဖြစ်ပါတယ်ဒါတွေကိုဝယ်မသွားဘဲနဲ့ဘာလီကျုံကနေလုံးဝ ဝေးချင်းကြာကြီးတွေပဲအကုန်လုံး ဘာလီအမှတ်တရတီရှပ်လေးတွေလက်ပြက်ကလေးတွေစွတ်ကြယ်လေးတွေလည်းများစွာရှိတဲ့အတွက်လက်ဆောင်ပေးဖို့အများများဝယ်သွားရင်လည်းအရန်တန်ပါတယ်ဒီဇိုင်းလေးတွေလည်းလှပါတယ် လှရနော်တီချက်လေးလှရမသိဘူးဒါ woman လား woman ဒါမားဆယ်တီရှက်တဲ့ ဘယ်ပလွေရော အေးရမယ်ရှိရလေအဲ့ယိုဒီကလာအဲ့ဒါဒီမှာလေးဈေးရှိရလေးမှာ89,000 main ဆိုင်မှာဒါ အဲ့ရ medium လား ဟုတ်တယ်မီဒီယံ medium ပြီးတော့တစ်ထည့်ယူမှနှစ်ထည့်ယူမှ ဝက်စီဘတ်ကျော်ကြက်ရီခွန်ကျော်လေးတွေလည်းတိတ်ကိုမှစားကောင်းပါတယ်ငါးရီခွန်ကျော်တွေလည်းတကယ်ကိုကောင်းတာနော်ဒါဆိုရင်တော့ကျွန်တော်တို့နောက်တစ်လွှာကိုထပ်ပြီးတော့သွားကြည့်ရမှာဖြစ်ပါတယ်နောက်တစ်လွှာမှာဘာတွေရှိလဲဆိုတာကိုကျွန်တော်နဲ့ဒီလိုက်ကြည့်ကြည့်ပါအောင်နော် ဘာလို့ပဲစား ဒီလွှာမှာတော့ accessory လေးတွေနဲ့လက်မှုပစ္စည်းလေးတွေများစွာရှိနေတာဖြစ်ပါတယ် ဘယ်လောက်တည်းလဲ ဘာဒီကဘာလို့ကြာလဲ ဟိုင်းဒီကဘောရဟုတ်ပါဘူးဒါမဟုတ်သေးပါဘူး ဒါလည်း သူကတက်ရှိရဟိုဟာဟမ်ဟုတ်တာဟဲ့ ဒီမှာ6,000တော့ပါ ဟဲ့ ဟုတ်လား 6,000ကျော်ရှိအော်ဟိုဟာလေး ကျော်မီးဘက်ဝင်မှာကားရဟာ ဟိုဟာလေး ဟဲ့အော်သူကအုံးနဲ့လှုပ်ထားတာပဲ အဲ့လေ ဒီကဘောရဟဲ့ လေကြီးလုတ်ပြီးလို့ လက်ကောင်းထွက်နေတယ်လက်ကောင်းထွက်နေတယ်လက်ကောင်းအော် လေကလေလက်ထိလက်ထိအိုင်ကူ အတူရတာ ပေါ့ရှင်နေရပဲဒါ guide တန်လေး ဖိတ်ခိုက်တယ်နော် တကယ်ကျန်းပြပြအောင်လုပ်ထား တော့ ဟိုမှာအမ ဟိုတော့ရော ဒါပါကြီးတော့ ဒီဝိတ်ပါ လက်ကြီး ကုန်းကဟိုနဲ့လောက်ထားဟမ် ဟိုပန်းရောင်လေးဝယ်ရမလား ဟုတ်ပါရဲ့
တယ်လှတယ်အဲ့ဒီမှာဒါလေးလှလား ဟုတ်လေနည်းနည်းစီတစ်ခုစီဝယ်မယ်လေ လှလား တစ်ခုစီဝယ်မယ်လေရုံဒါလေးထည့်လိုက်အောင်ကြောက်ပြီးရင်ဒီမှာအများကြီးနဲ့ဟာ မင်းနဲ့ အမေးမကြိုက်ဒီမှာဒါ မှန် အေးနော် တော့ ငါ့ဦးလားဒါလေးရောအတူလေးဒါကြိုက်တယ်ဒါနင်းဒါငေါကြိုက်လိုက်တာကြည့်ပါ ဆော့ပြ အာအားကြီးမကြိုက်ဘူးအားကြီးမကြိုက်ဘူး ဆော့မျက်လုံးဒီမှာဒီကြလေးကြည့်လိုက်မယ် ဝါမိုက်လိုက်တာ နည်းနည်းလေးကြည့် shopping ခြုံခုဆိုတာတကယ်နော် Oh my god စုံပလုံစီနေရပဲဒီတခြားနိုင်ငံသွားဖို့အတွက်ပါဒီမှာခါရဲဝယ်လို့ရတယ်ဟောမိုက်လိုက်တာအစောကြီးမကြိုက်ဘူးလား accessory တွေအကူကတော့တအားကြိုက်နေ1500ပဲရှိရကြည့်ပါဦး ဒီဘာလီကျုံးမှာရှိတဲ့အိုလက်ဆိုင်တွေရဲ့ပစ္စည်းလေးတွေကအရန်ကိုဒီဇိုင်းစုံသလိုအမျိုးအစားစုံသလိုဈေးရလည်းတကယ်ပေါ်နေတာဖြစ်တဲ့အတွက်တခြားနိုင်ငံတွေမှာရှိတဲ့လက်ဆောင်ပစ္စည်းတွေထက်စားလို့ရှိရင်ဘာလီကိုရောက်တဲ့အခါမှာအိုလက်မှာဝဲကိုဝဲတင်တာဖြစ်ပါတယ်ကျွန်တော်တို့ကတော့အရန်ကိုကြိုက်နှစ်သက်ပါတယ် ကျလဲဖြစ်တယ်တိတ်ပါ အားရောင်လေးဝယ်1300ပဲရှိရကွယ်တန်ချက်ပါပြင်းနမှာ9000မဟုတ်လားဒါအဝစ်နော်ဒါပိတ်တောင်မဟုတ်ဘူးဒါပိတ်နေလောက်တာအရန်လာ အလုပ်တုတ်လေးတွေဝယ်ပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့အဓိကလိုချင်တဲ့ပစ္စည်းဖြစ်တဲ့ surround တွေရှိတဲ့အလွာကိုသွားမှာဖြစ်ပါတယ် ဒီဘက်အရင်အဆောဒီမှာဘောင်းမီကျန်လှလိုက်တာအင်းလေအားတွေဝေးရမယ်အမျိုးလေးဝေးရမယ်ဒီမှာကြည့်ပါဦးဒီမှာတသိန်း2000မရှိဒါ12000ဒါနည်းနည်းတော့ဈေးကြီးရယ်ဟွန်း ငါဝစ်ချင်တာဒီမျိုးဝစ်ချင်တာ ဘယ်လိုလဲ နမင်းမထိုင်ဘူးလား အေးလေ နမင်းမထိုင်တယ်မင်းကြည့်လား တောင်းဘာလို့မိန်းမဟာမှာတော့မိမလေးဟိုကောင်ဝစ်ထားမတွေ့လား တူတူရလား ဟေး တိတ်မတောင်း တူပဲဟောင်း ဒီမှာအင်းကြီးနဲ့ ဟင်းလာဟေးအင်ကြီးလေးလိုက်တာအဲ့ယောက်ျားအင်ကြီးဟုတ်လို့လား ဟုတ်တယ်ရိုင်းကြီးဟုတ်တယ်ရိုင်း ဆက်တယ်မှာဆက်တယ် အေးအဲ့တော့လှသွားပြီအဲ့တော့ကြိုက်သွားပြီတယောက်စီဝဲ4ယောက်ရှိရဲ့ ဟိုမှာဟိုကျိုးတစ်ချောင်းနဲ့အဲ့ဝဲ ဟဲ့လှနေပြီရောဒါလေးလှနေပြီဘယ်လောက်တယ်တော့ လာတယ် 3,100တောင်းမဟုတ်3,100ပြော တောင်း သူဝတ်တဲ့စရောင်းလှတယ် တောင်းရတာ ဟုတ်ဘူး 3သိန်း3မောက်ပေါ့ 哎，好，给你买这种花生糖吗？ ဒီမှာဘာမေး အင်ကြီးပေါင်း50ကြီး ဟွန်းအဲ့စရောင်းမတွေ့ဘူးလားစရောင်းပေါ်မှာလဲ ဒီမှာဘာမေး ဟဲ့လှရဲ့ဟဲ့လှရဲ့ဟေးလှရဲ့ လက်လိုက် လှရဲ့ဝစ်ချင်တယ် 3သိန်းကျော် तू ကဟိုလိုမျိုးကျိုးနဲ့စီးရမှာထင်တယ်ဟုတ်လားရှမ်းပေါင်းမီလိုမျိုးဟာမျိုး ဒီမှာနေပြောလေဒီမှာတွေ့ကြည့်လိုက်ဒီမှာနေကြည့်လိုက်အောက်ကပေါင်းပြီးတော့ဒီမှာ အော်ဘောင်းမီဟုတ်တယ် ဆောင်းဝင်လိုက်ရတယ်တက်တူဒီ မဟုတ်ဘူးစရောင်းပါပြီးသားမဟုတ်လား တာပေါင်းပြီးတဲ့အား အော်တူတူပဲလားဒီကောင်ရော ဟုတ်ကြပေါင်းပြီး မဟုတ်ဘူးဟဲ့ yes တွေ့ကြတော့
Orang ini banyak teman kamu. စိတ်ကြောက် Orang puri macam. မော်အဲ့လိုနေမဟုတ်လိမ့်မယ် နေမလားအဲ့တဲ့အဲ့ရ ဒါမှအစိမ့်ယူတော့တော့ဟိုလေချင်းပြည့်နေပြီ မကျိုးထိမပါလေ တထား ဟာမရှိ အေး ဘူး ဒီဘက် ဆက် အဲ့တော့ကြည့်နေ အဲ့စိမ့်လေးလာရယ် အဲ့စမမလားပြိုင်တယ်ဟုတ်လေလား စိမ့်လေးလာရယ်နော် မှာအင်ကြီးအတွက်ထမှာအင်ကြီး ပြန်ချင်တယ် ဟုတ်လားယူလိုက်တော့အဲ့လေးပဲယူလိုက်ပြီ ပြန် 1 2 3 4ကြာပြီ ရေးတယ်နော် At this moment right ဒီဟာလေးလိုချင်တာ ပါဒီမှာအင်ကြီး ကြိုက်လားအဲ့ဒါလေးဒီပြန်နှုတ်လေးလိုချင် Moment, okay, great. And close to material to put on the table. Yeah. ဒီမှာဒါရှိရဲ့ဒါလေးတွေကကြောက်ဒီမှာလေးဒီမှာအနာသားပါတယ်တွေ့လားအနာချုပ်ထားပြီးသားအဲ့တော့ကျွန်တော်တို့ပစိုးတွေလိုဝစ်လို့ရတယ်ပစိုးတွေလိုဝစ်လို့ရတယ်ရှယ်ပဲအဲ့တော့ပြန်လေးလို့ ရေးပြီနော် ဟုတ်ကဲ့မှာတော့ချက်လိုက် ရှင်းလိုက်တယ်အများကြီးပဲကောင်းတာလေ Aku bayar tu tak akan dibuat. ဟုတ်တယ်နော်ဒီနေရာတော်တော်ကောင်းတာပဲကောင်းတာလေးများတယ် ကောင်နာကြီးကလည်းမိုက်တယ်ပတ်လေဟောဝိုင်း အောက်တော့ဒီခါ လုံးဆက်တဲ့ ဆက်တက်တဲ့ဝမ်းနာတိုင်းကြော ဝန်နသိန်းကြာတုတ်ပြီးတော့ကွက်တီတယ်လားအဲ့ဒါပဲ Thank you. my god လေးညစ်ပြီအဲ ညာ မှုနေပြီ တညာလေးလာတယ် ဖုံးလာလို့ chicken satay ပါ chicken ဒီ satay ကနမရပါ solid နားမှာပဲ အိုး ဒီကောင်လုံး chicken နေပဲ ဒီနေ့ shopping day ရဲ့နောက်ဆုံးမှာတော့ပြင်ပန်းလာတာဖြစ်တဲ့အတွက်ရေကူးကြပါတယ်ရေကူးတဲ့ချိန်မှာပဲမိုးကြီးရွာချလာတဲ့အတွက်နည်းနည်းတော့အေးပါတယ်ဘာလီရဲ့2လပိုင်းရာသီဥတုအချိန်တွေကတော့မိုးရာသီဖြစ်တဲ့အတွက်နေ့လေ3နာရီနောက်ပိုင်းဆိုရင်ပုံမှန်ရွာတက်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့နေ့စဉ်လေပတ်သမျှတွေကိုနေ့လေ2နာရီအထိပဲစီစဉ်ထားပါတယ်နောက် vlog လေးမှာတော့ကျွန်တော်တို့ကစပြီးတော့လေပတ်တော့မှာဖြစ်ပါတယ်ဘယ်တွေကိုလဲပြီးဘာတွေကိုဝယ်ပြီးဘာတွေစားကြမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်